လိုက်လေးရောအုံသီးရောပါတယ်စားလို့ကောင်းတယ်ဒီမန်းလေးငှက်ပြောပေါင်းမှာအခုလှုပ်ထားတဲ့တကြားအချိုးလေးရတယ်အချိုးလေးနည်းနည်းလေးပေါ်တယ်ကျမအတွက်ကတော့အတော်ပဲပေါ့နော်အချိုးစားတတ်တဲ့လူဆိုရင်တော့နည်းနည်းတော့ထပ်ပြီးထည့်လို့ရပါတယ်လို့နော်ငပြောသည်တီးသေးလေးတွေဘာငပြောသည်ခေါ်လဲတော့မသိဘူးပေါ့နော်ရခိုင်ငပြောသည်လားမသိဘူးနော်အဲ့ဒါလေးတွေကိုပုံပေါင်းလှုပ်စားမယ်ငပြောပေါင်းခေါ်တာပေါ့နော်ငပြောပေါင်းမန္တလေးရပုံစံအတိုင်းလေအဲ့ထဲကိုရေထည့်မယ်ရေကဘယ်လောက်ထည့်လိုက်လဲဆိုတော့သူနည်းနည်းမျိုးအောင်လုပ်လေးပဲအဲ့လောက်ပဲထည့်တယ်ပြီးရင်တကြားကိုတကယ်တော့ထညက်သုံးရတာပေါ့နော်ဒါပေမဲ့ထညက်ကခါလေးသဲလေးတွေပါတတ်တော့တကြားအညိုပဲသုံးလိုက်တယ်နှစ်ဆသုံးဆငါးစုံထည့်လိုက်စားနည်းနည်းပဲထည့်စားလေးနည်းနည်းထည့်တယ်ပြီးရင်သူ့ကိုမီးဖွင့်ပြီးတည်ထားလိုက်သူ့ကိုခဏတည်ထားလိုက်မယ်နော်ဒီအချိန်နူးနူးထည့်မယ်အခုကျမထည့်လိုက်တဲ့နွမ်းနိုးက1လီတာပါဒါကကြိုချက်ပြီးသားနွမ်းနိုးပေါ့နော်အဲ့နွမ်းနိုးကိုထည့်လိုက်တာပါနွမ်းနိုးထည့်ပြီးရင်မီးအေးလေးနဲ့ပဲတည်ထားမယ်နော်ဒီအနေထားဆိုရေရပြီအရေးလေးပါလေးစမ်းစားလို့ရအောင်လို့အရေးလေးနဲ့နည်းနည်းလေးအရေးနည်းနည်းချမ်းပြီးချလိုက်မယ်နော်ကဲရပြီဆိုတော့ပကံလေးထဲမှာထည့်ပြီးပြင်မယ်ပြီးတော့အဲ့မှာလေအချိုးပိုစားတတ်တဲ့လူကအဲ့အပေါ်မှာတကြားလေးထပ်ဖြူပြီးတော့လေစားလို့ရတယ်နော်ရပြီအခုလိုအားပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ချမ်းမမီကိုလည်း like and subscribe လေးလုပ်ပေးပါနော်